So hello, and I'm gonna show you something to do. I just designed a car like this. That's a legend. So I'm gonna show myself. If you want to drift this way, you have to use the handbrake. Just drift around with the handbrake like this. Okay, that's right then. I always do this like long day. Like this. Right here. Okay. So I'm a little slow, so sorry. So like this. Okay, like this and like this. Just half. Okay. Now I'm not doing this. I'm gonna do it in the night wheel. So it will be next day. And this one. Let's go. Let's go build down so cool. So I'm gonna build around here. Okay, whoa. Like this. Let's drift around like this. And now we need to drift around again. So like this. Don't get Alice the line actually. Alice the mistake actually. You can do it better and not getting out of the line. Boom, I made it here again. Anyway here. Drift around again. And do a 360 in this wall. And here. This area. Let me show you something. Okay, I will show you the next one. I failed like this. So you know what? At first I do it, but I failed. So I'm gonna go ahead. Maybe that was so hard and never gonna do. I'm not gonna do that. I don't play this map for a long time. Yeah?
နေရခလေးတော့ပေါ့ အဲ့မှာဒီကနေစိတ်ကောက်တာငါပြောငိုငိုနေတာ မုတ်ထုတ်တဲ့အထဲမှာနောက်ထပ်ပေါင်မုတ်လေးတွေမှာဖောက်ပြီးသားလေးရှိတယ်နော်ပြောမှာဆက်တော်လေးဒီဘက်ကတကားဟုတ်တွေ့လားဒီဘက်ကတစ်ဆက် Upload a photo and instantly turn it into a cartoon. Do whatever you want with it, relax and have fun. Download for free. အဲ့မှာတော့အတစ်တော်လေးရောက်လာပြီနဲ့ပြီးတဲ့အတိုင်းပေါ့သူကလက်ဖက်ရင်းညမ်းနေတော့လေကိုအပြင်စရာမရှိလို့လေခေါ်လိုက်ပါလေဆိုကြမှာပဲလာတဲ့ကလေးတွေကစားသမီးမှလည်းတော့ပြင်းလာတဲ့ This is my video though. ဒီနေ့တော့ကိုကနေရတဲ့ပဲဒီအပေါ်ကကြတာကိုရင်းတဲ့တဲ့ အဲ့ဒါနဲ့အခုပြောကြည့်တာပြောခဲ့တာဆိုတော့အခုလည်းဒီကအမပြေးတယ်သူမြင်ရတဲ့စိတ်ဝင်နေလို့လာတဲ့မယ်ပေါ့9ရက်နေ့မှစိတ်ဝင်ထုတ်လို့ဟိုလာစားရရတယ်ဆိုတော့9ရက်နေ့ကျတော့လာမလားဆိုတော့နေလဲမလားအဲ့ဒါနဲ့ကိုခန့်အောင်ပြောရပြောခိုင်းလိုက်တာလာမလားလို့ဆိုတော့7ရက်နေ့ပြလိုက်ပြန် Okay, let's go. အလုပ်ထပ်တာပြင်လို့ရလို့ပဲချက်ချင်းဆက်လို့မရဘူး7ရက်ကြာလာတော့မပြောနောက်မှာဟိုလေ14လောက်မှာလာအမေကလို့ပြောတယ်အားလုံးကကိုခန်းကအဲ့ဒီမိဆိုရင်ကိုခန်းရဲ့တပည့်ဆိုတော့ဆိုတော့တပည့်ဆိုတာကလာမပြေးဆိုတော့လာပြီးတော့တပည့်တော့မိုးပေါ်ပြောလာပြီးတော့အခုကဆက်အဲ့ဒီရဲ့ဒီလိုနဲ့ပြောလို့ပြောတာပြောရတဲ့ဒီလိုကပြောလို့မပေါ်ဘူးဒီကမှာတိတ်ကြတာအဲ့လိုပြောနေ Okay. ပြောကြအောင် Okay, we are doing ဒီ good. မဟုတ်ဘူးဒီဖြစ် Like this. ဒီဖြစ်ပြီးတော့မပြောဘူးဒီလိုမျိုးဒီလိုမျိုးဒီလိုမျိုးဒီနေ့စင်းလာတော့ပြောချင်းမျိုးလေဟုတ်ကဲ့Try with အကောင်လေး something. တော့နှုတ်ထန်နေတာပေါ့မလို့အကလေးကဒီပြင်းနေတော့ကတူတူကအကောင်ကတမျိုး I remember the last time. အခါရောက်တယ် Okay, I'm gonna show you something cool. လာပြင်လာတော့ဒီခိုင်းနေတဲ့ဒီပြင်းနေ So you won't know, you just go now. I hit the roll back. I do the 360 in this. If you don't know, just watch again. လိုက်လာတော့လေခုနကတော့အမတောင်းလို့ဒီမှာအမျိုးတော့ You saw them, right? ဘာလဲတစ်ခါလို့တစ်ခါလို့တော့ထားလို့ပြောတယ်လို့ဆိုတော့အားတော့မင်းအဲ့လိုပြောနေမင်းကလည်းပြောတာတော့မင်းကတော့အဆင်ပြေနေတော့အေးလေးအားလို့ပြီးလို့တစ်ခါမှပြောပြပေးရမှာတော့သူကအားလာတော့တော့ဘယ်နဲ့မဆိုင်ဘူးလေတစ်ခါတော့အဲ့ဒါအဲ့ဒီကလည်းပြောပြလိုက်တော့ဒီကပြောလို့မင်းထားလိုက်လို့ပြောတာကြောက်ရတယ်ကိုခန်းလေးတော့တက်နေမှလို့မဆိုတော့ဒီလိုခံရတော့တရားကိုခန်းတယ်ဒီလိုတော့တော့မဟုတ်ဘူးဒီလိုဖြစ်နေတယ်ကိုလက်ခတ်ပြီးဒီလက်ခတ်ပြီးဆိုတော့ခံနေတယ်အားပြောပြီးတော့အေးတော့ခုနကလည်းဒီလိုပြောပြီးနေပြီးတော့ကိုကလေးဆက်ပြီးတာကိုလိုချင်တယ်ဆိုတော့မင်းနဲ့ငါပြောကြမယ်မင်းနဲ့အကလေးနဲ့အဲတက်တာ
ရပါတယ်အတူတူတိုင်းနေလေးရပေးတော့တယ်မဆိုအားနေတယ်ဒီကနေ့ So let's find out teacher how do you ပေးတယ်တကောင်းတော့ပေးတယ်လို့ and this is the chicken gun, ဟုတ်တယ် right? မဟုတ်ဘူးရတာမှ So you all guys enjoy this. I only got leaf used for this. မင်းမှာတော့ဒီ Come on, that was it for me. I'm just kidding. ဒီရတဲ့အဲ့လိုကြီးတဲ့အကုန်ဆုံးမပေးဘူးတဲ့ဟိုတက်တယ် Why are you the plate တက် now? ဘူးတက်ဘူးလို့ပြောလို့လည်းစမပြေဘူးလေအဲ့ဒါတော့ Oh, တော့ပိုင်နေတယ်ပြန်မှာပေါ့နော် I crashed. ဆက်ပေးလိုက်တဲ့ဟုတ်တယ်ဒီပြန်ရတဲ့မြပေးလိုက်မယ် I really okay. So bye ငါ bye. စကားပြောနေတာဖုန်းဟိုပေါ်တက်